It's the most dramatic piece of diplomacy you will ever see. Have you said thank you once this A lot entire of meeting? times. No, in this Even entire meeting, today. have you said Ukraine အတွက် American ရဲ့စစ်ရေးအကူအညီတွေရပ်ဆိုင်းလိုက်တဲ့ Donald Trump အိမ်ဖြူတော်မှာ Ukraine သမ္မတနဲ့အခြေအတင်ဖြစ်ပြီးတဲ့နောက်မှာ American က Ukraine ကိုထောက်ပံ့နေတဲ့စစ်ရေးအသုံးစရိတ်တွေကိုရပ်ဆိုင်းလိုက်ပြီလို့အိမ်ဖြူတော်အရာရှိတွေကပြောပါတယ်။ Ukraine ကို American စစ်ဘက်ဆိုင်ရာအကူအညီတွေတင်ပို့မှုကိုခေတ္တရပ်ဆိုင်းထားဖို့ဆိုတဲ့အဲ့ဒီအမိန့်ကိုသမ္မတ Trump ကအမိန့်ပေးထားခဲ့တာလို့သိရပါတယ်။သမ္မတ Trump ရဲ့အဲ့ဒီအမိန့်နဲ့ဆုံးဖြတ်ချက်ကအင်ဖြူတော်ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိတွေနဲ့စတိုက်တွေးဆုံပြီးတဲ့နောက်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခု American ရဲ့ရပ်ဆိုင်းမှုက Ukraine ရဲ့စစ်ရေးနဲ့တိုက်ခိုက်ရေးစွမ်းဆောင်နိုင်မှုတွေပေါ်မှာတက်ရောက်နိုင်မှုကြီးမားမယ်လို့အကဲခတ်သူတွေကပြောဆိုနေကြပါတယ်။ Trump ရဲ့ဒီအမိန့်က Ukraine သမ္မတ Zelensky ကငြင်းချင်းဆွေးနွေးပါမယ်ဆိုတဲ့ကတိကဝတ်ကိုမပေးမချင်းဒါမှမဟုတ်ကတိတစုံတရာမရမချင်းဆက်ရှိနေမဲ့သဘောလို့အမည်မဖော်လိုတဲ့အိမ်ဖြူတော်အရာရှိတူကပြောပါတယ်။သမ္မတကြီးကငင်းချင်ရေးပေါ်မှာအာယုံစိုက်ထားတယ်ဆိုတာရှင်းရှင်းလင်းလင်းပြောထားပါတယ်။အဲဒီမှတ်ချက်ပေါ်မှာမိဖက်နိုင်ငံတွေအနေနဲ့လည်းကတိကဝတ်ပြုပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်ဖြည့်ရှင်းမှုတစ်ခုအတွက်အထောက်အကူဖြစ်စေဖို့အမေရိကန်ရဲ့အကူအညီတွေကိုခေတ္တရပ်ထားပြီးပြန်လည်သုံးသပ်နေတယ်လို့အိမ်ဖြူတော်ပြောခွင့်ရကသတင်းထောက်တွေကိုပြောပါတယ်။ဒါပေမဲ့အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်ပေါ်ယူကရိန်းစစ်နဲ့ပတ်သက်တဲ့အဓိကခေါင်းဆောင်တွေစီကထုံ့ပြန်ချက်တွေတော့ထွက်လာသေးပါဘူး။ Kiev ဘက်ကတစုံတရာတုံ့ပြန်မှုမရှိသေးပါဘူး။အခုလိုကြေညာတဲ့အချိန်ကဝါရှင်တန်မှာတကောင်ရန်အချိန်ဖြစ်တာကြောင့်သမ္မတ Trump စီကိုရိုင်းထွက်ပြောဖို့ကိုလည်းနိုင်အတော်ကြာဆောင်ရွက်ဖို့ရှိနေပါတယ်။နောက်ပြီး NATO, EU, British ဝန်ကြီးချုပ် Keir Starmer နဲ့အခြားဥရောပခေါင်းဆောင်တွေဘယ်လိုတုံ့ပြန်မလဲဆိုတာအားလုံးကစောင့်ကြည့်နေကြစေပါ။ယူကရိန်းစစ်ပွဲစပြီးကတည်းကအခုချိန်ထိအမေရိကန်ကယူကရိန်းအတွက်စစ်ရေးအကူအညီအများဆုံးပေးတဲ့အလှူရှင်ဖြစ်ပြီးစစ်လက်နက်နဲ့စစ်သုံးကိရိယာတွေနဲ့ငွေကြေးပံ့ပိုးမှုတွေပေးထားတာဖြစ်ပါတယ်2022ခုနှစ်ကနေ2024ခုနှစ်နှစ်ကုန်ပိုင်းအထိစစ်ဘက်ဆိုင်ရာအကူအညီအမေရိကန်ဒေါ်လာ69ဘီလီယံကျော်ပေးထားတယ်လို့ဂျာမနီကပညာရှင်အဖွဲ့ဖြစ်တဲ့ Kier Institute ကပြောထားပါတယ်ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက Trump ကရုရှားသမ္မတရဲ့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ပြောဆိုခဲ့မှုတွေကိုပဲ့တင်ထပ်စေတဲ့အသုံးအနှုန်းတွေတုံးပြီးတော့ပြောလာခဲ့ပါတယ်။အဲ့ဒါကတော့သမ္မတ Zelensky ကယူကရိန်းစစ်ပွဲကိုစတင်ခဲ့သူလို့ပြောတာပါ။နောက်ပြီး Zelensky ကိုအာဏာရှင်တူအဖြစ်လဲဆွဆွဲပြောဆိုထားခဲ့ကြပါသေးတယ်။ဒါပေမဲ့အခုယူကရိန်းပေါ်ကိုအမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာအကူအညီရပ်ဆိုင်းဖို့ဆုံးဖြတ်ချက်ကပဋိပက္ခချိန်ခွင်ရှာပေါ်အများကြီးတက်ရောက်စေနိုင်ပါတယ်။သမ္မတပူတင်ဘက်ကအားသာသွားနိုင်ပါတယ်။အခုရဆိုင်မှုကယူကရိန်းထဲမရောက်ရှိသေးတဲ့အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းအလုံးပေါ်မှာတက်ရောက်စေမှာဖြစ်ပြီးတော့ပြီးခဲ့တဲ့အပတ်ကအင်ဖြူတော်တွိဆုံပွဲမှာယူကရိန်းသမ္မတရဲ့ဆိုးရွားတဲ့အပြုအမူဖြစ်ထရန့်ဘက်ကအမြင်ပေါ်ဓာတ်ရိုက်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုလည်းဖြစ်တယ်လို့အင်ဖြူတော်ကပြောပါတယ်။အမေရိကန်ကရဆိုင်လိုက်ပြီးတဲ့နောက်ယူကရိန်းရဲ့လက်ရှိအခြေအနေအရတိုက်ပွဲရှင်ဟုန်ကိုရက်သက်တစ်ပတ်အတော်ကြာဆက်ထိန်ထားနိုင်ဖွယ်ရှိပေမဲ့လာမယ့်နေရာသည့်အစားကာလမှာတော့အစာပြီးတက်ရောက်မှုရှိမယ်လို့ခန့်မှန်းကြပါတယ်။ဘိုင်ဒန်ဆိုရကဆုတ်ယုတ်သောကာလတွင်ယူကရိန်းတို့လက်နက်များအမြန်တင်ပို့ကနိုင်ငံအားခေတ်မီလက်နက်များတိုးလောင်ထားရှိမှုအများအပြားကိုထောက်ပံ့ပေးခဲ့ကြတာပါ။တကယ်တော့သမ္မတ Trump နဲ့ Zelensky တို့အခြေတင်ဖြစ်ခဲ့တဲ့နေ့ကယူကရိန်းကတပ်သူတိုက်တွေကိုအမေရိကန်ကိုရှာဖွေတူးဖော်ခွင့်ပေးဖို့လက်မှတ်ထိုးချဖို့ပဲဖြစ်ပါတယ်။အစောပိုင်းတုန်းကအမေရိကန်သမ္မတ Donald Trump ရဲ့အဲ့ဒီအဆိုပြုချက်ကိုသမ္မတ Volodymyr Zelensky ကပယ်ချခဲ့ပြီးနိုင်ငံကိုရောက်မစားဘူးလို့ပြောခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာယူကရိန်းကမြေရှားတပ်တွေအတွက်လက်မှတ်ထိုးဖို့ဖြစ်ခဲ့တဲ့ရုရှားကိုကာကွယ်တိုက်ခိုက်နေတဲ့စစ်ပွဲအတွက်ယူကရိန်းကိုအမေရိကန်ကဆက်လက်ကူညီဖို့အမေရိကန်ဒေါ်လာဘီလီယံ900တန်ဖိုးရှိတဲ့မြေရှားတပ်တွေလိုချင်တယ်ဒါကိုသူတို့ကသဘောတူဖို့လိုတယ်လို့ Trump ကပြောခဲ့ပါတယ်။ဒါပေမဲ့အင်ဖြူတော်ကသမ္မတ2ဦးရဲ့အခြေတင်ဖြစ်မှုကမြေရှားတပ်တွေသဘောတူညီမှုတွေကိုပြတ်စေခဲ့သလိုအမေရိကန်ရဲ့ယူကရိန်းပေါ်မှာထောက်ပံ့မှုတွေကိုလည်းရပ်ဆိုင်းတဲ့အထိဖြစ်လာကြပါတယ်။ယူကရိန်းကိုအမေရိကန်ကစစ်ရေးကူညီရေးရပ်ဆိုင်းပြီးတဲ့နောက်ဥရောပသမဂ္ဂအကြီးအကဲအာဆူလာဗွန်ဒါလိုင်ယန်ကတော့ဥရောပမှာလက်နက်ပြန်လဲတပ်ဆင်တဲ့ခေတ်တစ်ခေတ်ကိုရောက်နေပြီးကာကွယ်ရေးကိုမြင့်တင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။ရုရှားဘက်ကတော့ဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုချီးကျူးလိုက်ပြီး Kiev အစိုးရကိုညှိနှိုင်းပေါ်ရောက်ဖို့အမေရိကန်တွန်းပို့ကောင်းတွန်းပို့နိုင်မယ်လို့ပြောဆိုထားပါတယ်။အမေရိကန်ကအခုချိန်ထိယူကရိန်းအတွက်စစ်ရေးကူညီအများဆုံးပေးတဲ့နိုင်ငံဖြစ်တာကြောင့်ယူကရိန်းလိုနေတဲ့ကွက်လက်ကိုဥရောပကတကယ်ဖြည့်ပေးနိုင်မလားဆိုတာကိုအချက်လက်စီစစ်ရေးသတင်းထောက်အဖွဲ့ကတွက်ချက်ကြည့်ထားပါတယ်။ထရန့်ရဲ့ဒီဆုံးဖြတ်ချက်ကယူကရိန်းရဲ့သွေးကြောမကြီးကိုပိတ်ဆို့ဖျက်တောက်လိုက်တယ်လို့ပဲလို့ယူကရိန်းသတင်းထောက်ဖြစ်တဲ့ James Waterhouse ကအသုံးသပ်ထားပါတယ်။အစောပိုင်းတုန်းကတော့သမ္မတ Zelensky ကငြိမ်းချမ်းရေးကိုအလေးနက်ထားဆွေးနွေးလိုတယ်ဆိုရင်ယူကရိန်းအတွက်စေစံညီနိုင်မှုစီတို့ပြန်သွားဖို့တကားဖွင့်ထားကြောင်း American ဒုတိယသမ္မတ JD Vance ကပြောထားပါတယ်။
Kiev ပြည်သူတွေကတော့ Trump ရဲ့ဆုံးဖြတ်ချက်ကိုစိတ်ပြတ်ကြောင်းတုံ့ပြန်ပါတယ်။ယူကရိန်းကဥရောပနိုင်ငံတွေထဲမှာအတော်ကြီးမားတဲ့နိုင်ငံဖြစ်ပေမဲ့ရုရှားနဲ့နိုင်ရင်တော့လူဦးရေအရနယ်မြေအကျယ်ဝန်းအရစီးပွားရေးအရပမာဏအများကြီးငယ်ပါတယ်။စစ်ပွဲမစခင်ရုရှားရဲ့စီးပွားရေးကယူကရိန်းစီးပွားရေးထက်10ဆကြီးမားပါတယ်။ဒီစစ်ပွဲကြောင့်ယူကရိန်းကပြီးခဲ့တဲ့အဆယ်စုနှစ်အတော်များများအတွင်းမှာအဆိုးဆုံးလို့ပြောရမယ့်ဗန်နာရေးအခြေအနေကိုဆိုက်ခဲ့ပါတယ်။ပြောရရင်ဆိုဗီယက်ပြည်ထောင်စုပြိုလဲခဲ့တဲ့1990နှစ်တွေတဝိုက်ကဖြစ်ခဲ့တဲ့စီးပွားရေးကတောင်းကနေဆိုင်မှုငွေကြေးဖောင်းပွားမှုစတဲ့အခြေအနေတွေထက်တောင်ပိုဆိုးပါသေးတယ်။2022ခုနှစ်ဖေဖော်ဝါရီလကတည်းကယူကရိန်းဆိုရကနိုင်ငံဗန်ဒါရဲ့အများစုကိုကာကွယ်ရေးအတွက်သုံးရပြီးတခြားရေးကြီးကဏ္ဍတွေဖြစ်တဲ့အများပြည်သူဝန်ဆောင်မှုရေးရာကျန်းမာရေးစောင့်ရှောက်မှုပညာရေးစတဲ့ကဏ္ဍတွေအတွက်ငွေရအောင်ရှာခဲ့ရပါတယ်။ဒါကစိန်ခေါ်မှုကြီးဖြစ်တယ်လို့ဘတ်ဂျက်လိုငွေပြဖို့အကြီးအမားကိုလည်းဖြစ်စေခဲ့ပါတယ်။2020နဲ့2024ကြားမှာချင်းငွေထောက်ပံ့ငွေအကျွေးလျှော်ပေးမှုစတဲ့ခေါင်းစဉ်တွေနဲ့နိုင်ငံခြားကနေယူကရိန်းကဒေါ်လာ115ဘီလီယံကျော်ရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာဥရောပသမဂ္ဂကဒေါ်လာ44.8ဘီလီယံအမေရိကန်က31.2ဘီလီယံနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က12.4ဘီလီယံပါဝင်ပါတယ်2024ခုနှစ်အတွက်အမေရိကန်ကပေးတဲ့အကူအများသောအားဖြင့်စည်ရဲအတွက်ကူတဲ့60.9ဘီလီယံကနေချင်းငွေ9.9ဘီလီယံကိုယူကရိန်းစီးပွားရေးအတွက်အထောက်အကူဖြစ်အောင်ချပေးထားပါတယ်။2024ထဲမှာပဲ G7 နိုင်ငံတွေကအထူးဘဏ္ဍာရေးမြင့်တက်မှုချင်းငွေဒေါ်လာဘီလီယံ90ပေးခဲ့ပြီးတော့ရုရှားရဲ့ပိုင်ဆိုင်မှုထိန်းချုပ်ထားတဲ့ငွေတွေနဲ့ပြန်ဆက်ဖို့သဘောတူညီခဲ့ကြပါတယ်။2025မှာမဟာမိတ်တွေစီကနေယူကရိန်းကဒေါ်လာ38.4ဘီလီယံရမယ်လို့မျှော်မှန်းထားပါတယ်။ယူကရိန်းကိုပေးတဲ့အကူအညီအားလုံးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုင်းငံ့လိုက်တာက Kiev ကိုရင်မကဥရောပမဟာမိတ်အားလုံးအတွက်ခါးသီးပြင်းထန်စေတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။ဥရောပမဟာမိတ်တွေဖြောင်းဖျနေတဲ့ကြားထဲကပဲထရန့်ကရှေ့တိုးဖို့ဆုံးဖြတ်လိုက်တာပါ။တကယ်တော့ယူကရိန်းစီသွားတဲ့စစ်ရေးအကူအညီတွေကိုအမေရိကန်ကရုပ်သိမ်းတာကအခုမှပထမဦးဆုံးချိန်ဖြစ်လာတာမဟုတ်ပါဘူး။သမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကလည်းကွန်ဂရက်လွှတ်တော်ထဲဒီမိုကရက်တစ်နဲ့ Republican သဘောထားတွေကွဲလွဲပြီးတော့အဲ့ဒီအချိန်ကအတိုက်ခံတွေဖြစ်တဲ့ Republican တွေဘက်ကလွှတ်တော်ထဲမှာပိတ်ဆို့ခဲ့ဖူးပါတယ်။2023ရာသီမှာယူကရိန်းကိုအမေရိကန်ကအကြီးမားဆုံးပေးရတဲ့သမ္မတဂျိုးဘိုင်ဒန်ရဲ့အစီအစဉ်စစ်ရေးထောက်ပံ့တွေကိုအတိုက်ခံတွေပိတ်ဆို့ခဲ့ကြတဲ့အဲဒီကာလမှာယူကရိန်းကသူတို့လက်ထဲရှိနေတဲ့ KMI ကြောက်တွေကိုအတော်လေးသတိကြီးကြီးထားပြီးစစ်ဆက်ဆက်နဲ့ချွေတာသုံးဆွဲနေကြရပါတယ်။ဥရောပစီကရတဲ့အထောက်ပံ့တွေပေါ်မှာပဲမိခိုပြီးတော့အချိန်ကာလအတိုင်းအတာတစ်ခုထိတောင်းခံခဲ့ကြရပါတယ်။ American Congress လွှတ်တော်ကအဆုံးမှာတော့ဒေါ်လာဘီလီယံ60ဘိုးတီတန်ဖိုးရှိတဲ့အထောက်ပံ့တွေအားလုံးကိုခွင့်ပြုခဲ့ပါတယ်။ခွင့်ပြုချိန်ကနောက်နှစ်2024နှစ်ဦးပေါင်းမှာပဲဖြစ်ပါတယ်။ American ကနေလာတဲ့စစ်ရေးထောက်ပံ့တွေကိုပြန်ပွင့်လာတဲ့အချိန်လက်မတင်လေးလို့ပြောနိုင်ပါတယ်။အဲ့ဒီအချိန်မှာယူကရိန်းကအတော်လေးကိုအခြေအနေဆိုးနေပြီးကျင်းတဲ့ချက်ထဲရောက်နေပါပြီ။ဟာကီဖ်မှာရုရှားထိုးစစ်အသစ်တွေပြန်ဆနေပြီးယူကရိန်းအနေနဲ့ခုခံကာကွယ်နိုင်စွမ်းအတော်လေးကိုကြာဆင်းနေပြီဖြစ်ပါတယ်။အမေရိကန်လက်နက်တွေပြန်ရလာတဲ့အခါဒီရဲ့အလှည့်ပြောင်းဖြစ်သွားစေပါတယ်။အမေရိကန်စီကနေရတာကစစ်လက်နက်ပစ္စည်းပိုင်းမှာတကယ့်အကောင်းစားတွေဆိုပြီးအနောက်အုပ်စုဝင်မဟာမိတ်နိုင်ငံတွေကအဝိုင်းဝန်းထဲကအရာရှိတူကပြောပါတယ်။အထူးသဖြင့်အမေရိကန်ရဲ့လေကြောင်းရဲ့ကာကွယ်ရေးဒုံးစနစ်တွေဖြစ်ပါတယ်။ယူကရိန်းဆိုရအနေနဲ့သူတို့ရဲ့ပြည်သူတွေမျိုးပြတွေကိုရုရှားရဲ့တိုက်ခိုက်မှုကနေအကာအကွယ်ပြုပေးနိုင်ဖို့အတွက်အမေရိကန်ရဲ့အစိမ့်မြင့်ကာကွယ်ရေးစနစ်တွေအပေါ်အဓိကမိခိုအားထားနေရပါတယ်။အထူးသဖြင့်Patriot ဒုံးခွင်းထုံးစနစ်နဲ့နော်ဝေးနဲ့ပေါင်းပြီးထုတ်ထားတဲ့ NASAMS လို့ခေါ်တဲ့မြေပြင်ကနေဝေဟင်ပြည့်အဆင့်မြင့်ဒုံးစနစ်တွေပေါ်ယူကရိန်းကမိခိုနေရတယ်။ American စီကနေယူကရိန်းရတာတွေနဲ့ Hamas နဲ့ Atom တို့လိုအတာဝေးထိပစ်နိုင်တဲ့အဆင့်မြင့်ဒုံးစနစ်တွေပါဝင်ပါတယ်။ရုရှားနိုင်ငံထဲကပြစ်မှတ်တွေကိုမတိုက်ခတ်ရဘူးဆိုပြီး American ကသတ်မှတ်ထားပေမဲ့အခုစစ်ပွဲထဲမှာရုရှားကသိမ်းတဲ့နယ်မြေတွေထဲမှာပြစ်မှတ်တွေကိုတိုက်ခတ်ရမှာတော့ American ကပေးတဲ့ဒုံးလက်နက်တွေပေါ်မှာမိခိုနေရတယ်။ American စီကနေရတာကစစ်လက်နက်ပစ္စည်းတွေရဲ့အရေးသွေးသက်သက်တည်းမကပါဘူးအရေးအတွက်ရပါအစုလိုက်ပြုံလိုက်ရတာမျိုးပါ American ကကမ္ဘာပေါ်မှာစစ်ရေးစွမ်းအတောင်တင်းဆုံးပါဝါအကြီးဆုံးနိုင်ငံဖြစ်ပါတယ်ဒါကြောင့် Heavy တွေအပါအဝင်စစ်သုံးမော်တော်ယာဉ်တွေတန်ချက်ကားယာဉ်တွေကိုအစင်းရေရှားပေါင်းများစွာတိယူကရိန်းကိုပေးထားနိုင်တဲ့တော်ရုံတရုံဥရောပနိုင်ငံတွေရဲ့စစ်တပ်တွေအနေနဲ့ဘလို့မှလိုက်မမိနိုင်တဲ့အရေးအတွက်မျိုးကို American ကအလွယ်တကူထောက်ပံ့နိုင်တာပါAmerican စီကစစ်ရေးထောက်ပံ့နေနောက်ထပ်ရောက်မလာတော့ဘူးဆိုတဲ့အချက်ကစစ်မြေပြင်ပေါ်လက်တွေ့လာပြီးတက်ရောက်နိုင်ဖို့ဆိုရင်ပြောခဲ့သလိုလအတိုင်ငယ်အချိန်ယူရနိုင်ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုလာပြီးတက်ရောက်နိုင်တဲ့စိုးရင်ရဲ့အဖွဲ့အချက်လက်တွေလည်းရှိနေပါတယ်
အဲ့ဒီထဲကအထင်ရှားဆုံးကတော့ထောင်လရေးဆိုင်ရာသတင်းအချက်အလက်ကဏ္ဍတွေမျှဝေမှုပဲဖြစ်ပါတယ်။ Trump ရဲ့အခုဆိုင်ငယ်မိန်ကအင်ဖြူတော်မှာဇလန်စကီနဲ့စကားပြောအဆင်မပြေပဲအတော်လေးကိုပုံပြက်ပန်းပြက်စကားချေတဲ့နဲ့အချင်းများခဲ့တာကနေဒေါသထွက်ပြီးချမှတ်လာတာလို့တော်တော်များများကမှတ်ယူကောင်းမှတ်ယူနေနိုင်ပါတယ်။ဒါပေမဲ့ဒီဆိုင်ငယ်မိန်ကနိုင်ငံရေးရွေးချက်တွေပါဝင်နေဆိုတာကလည်းမိမထားဖို့လိုပါတယ်။အဓိကနိုင်ငံရေးရွေးချက်ကတော့ယူကရိန်းကိုရုရှားနဲ့အပြစ်ရဲ့သဘောတူညီမှုရယူဖို့ရာစပွဲဝိုင်းစီကိုအမြန်ဆုံးလာဖို့ Trump အနေနဲ့ဖိအားပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။